လာပါရှင်ကျမနာမည်ကတော့ Sharon Tan ဖြစ်ပါတယ်ကျမအခုတက်ရောက်မဲ့University လေးကတော့ James Cook University ဖြစ်ပါတယ်ကျမကတော့ Singapore ရဲ့ Student Pass နဲ့ ABA Letter ရရှိထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်ကျမတက်မဲ့ program လေးကတော့ Foundation တက်ပြီးတော့ပြီးရဲ့အခါကျလို့ရှိရင် Bachelor ဆက်တက်မှာဖြစ်ပါတယ်ဒါကတော့ကျမဖေဖေနဲ့မမေပါစင်ကာပူကိုဘာဖြစ်လို့ခွင့်ပြုရလဲဆိုတော့စင်ကာပူကပေါ့နော်အရှေ့တောင်အာရှမှာနံပါတ်1မှာလည်းရှိတယ်နောက်ပြီးတော့သမီးကိုတယောက်တည်းမွေးထားတဲ့ခါကျတော့ဒီ3နာရီခရီးနဲ့ဆိုရင်ရောက်နိုင်တယ်ပေါ့နော်ဒီခါကျတော့ဘယ်လိုပဲဖြစ်ဖြစ်သမီးစီကိုသွားတွေ့နိုင်တယ်ပြီးသွားတဲ့ခါကျလို့ရှိရင်စင်ကာပူကဆိုရင်လုံခြုံတယ်ပတ်ဝန်းကျင်ရလည်းကောင်းမွန်တယ်ပေါ့နော်အဲ safe လည်းဖြစ်တယ်အဲဒါကြောင့်မို့လို့စင်ကာပူကိုရွေးချယ်ရတာဖြစ်ပါတယ် Public University လည်းဖြစ်တဲ့အတွက်ပြီးတဲ့အခါမှာလည်းAustralia ရဲ့ degree အတိုင်း Singapore မှာပြန်ပေးရဲ့အတွက်လည်းဖြစ်တယ်ပေါ့နော်ပြီးတဲ့အခါမှာ Singapore ကbusiness hub တွေ international business တွေတော်တော်များများလည်းရှိရဲ့အတွက်ပြီးတဲ့အခါမှာလည်းညီမကလည်း finance ကိုယူထားတဲ့အတွက်ဖြစ်ပါတယ်ပြီးတဲ့အခါမှာလည်း James Cook University က industry တော်တော်များများနဲ့ချိတ်ဆက်ထားတဲ့အတွက် James Cook University ကိုရွေးချယ်ဖြစ်ခဲ့ရဖြစ်ပါတယ်ဘာကြောင့်ရွေးချယ်ပေးခဲ့တာလဲဆိုတော့ဗောနော်အမားလိုလည်းဖြစ်တယ်ဗောနော်မိတ်ဆွေအဲ့အမားကသူ့ရဲ့သားလေးက Australia မှာကျောင်းတက်တယ်။သမီးကကြတော့ US မှာကျောင်းတက်တယ်ပေါ့နော်။ဒီလိုသူတို့သားနဲ့သမီးကျောင်းလျှောက်တဲ့အခါမှာဒီသူတို့ပေါ့နော်ဒီ17 Global ကနေပြီးတော့အစရကူညီပေးတယ်။အကုန်လုံးလည်းအဆင်ပြေတယ်လို့ refer လုပ်တဲ့အတွက်ညီမလေးတို့စီမှာလာရောက်ပြီးတော့အမားတို့ဆက်သွယ်ခြင်းဖြစ်ပါတယ်ပေါ့နော်။အခုဆိုရင်အမားသမီးလေးအတွက်ကိုစင်ကာပူမှာကျောင်းလျှောက်ဖို့အတွက်ဘယ်ကျောင်းရွေးချယ်ရမလဲလို့ညီမလေးတို့ကိုမေးတဲ့အခါမှာညီမလေးတို့ကလည်းအမားတို့ကိုဒီဘယ်ကျောင်းတွေကဘလို့ကောင်းပါတယ်ဆိုပြီးတော့ဒီ James Cook ကိုရွေးဖို့အတွက်အမားတို့ကိုပါပေါ့နော် refer လုပ်တယ်ပေါ့နော်ဒီအခါမှာအမားတို့ကိုအစကနေအဆုံးအဆင်ပြေအောင်ကူညီပေးတယ်ပြီးတော့လည်းအခုလည်းပေါ့နော်အခု student visa လည်းကျသွားပြီပေါ့နော်အခုအမားတို့သွားဖို့ကျောင်းတက်ဖို့ပဲရှိတဲ့အခါမှာလေရင်လက်မှတ် one way ticket ကိုလည်းအမားတို့ကိုလက်ဆောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်နိုင်ငံတကာမှာပေါ့နော်ကလေးတွေကြောင်းတက်ဖို့ရန်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်စောစီစီပဲပေါ့နော်ကိုယ့်ဘာသာကိုမဆုံးဖြတ်ဘဲနဲ့စောစီစီပဲဒီ professional education consultant တွေနဲ့တွေ့ဆုံပြီးတော့ဒီလိုမျိုးဆွေးနွေးတာကပို့ပြီးတော့ကောင်းပါတယ်အဲအကြောင်းမလို့ပေါ့နော်ကျမတို့ကတော့ဒီ17 global education ကိုရွေးချယ်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့17 global education ကလည်းကျောင်းသားကျောင်းသူတွေအများကြီးရရှိပြီးတော့ဒီထက်လည်းတိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်